အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုသော channel ကနေပြီးတော့ကျွန်တော်ရဲ့အကိုတွေမတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ကျွန်တော် YouTube မှာနေ့တိုင်းရှင်မပြတ်အားပေးနေတဲ့အကိုတွေမတွေအားလုံးပဲတူတယောက်မကျန်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးတော့ဝင်ရောက်ပြီးတော့အားပေးပါအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်လူကောင်းကိုတွေမတွေအားလုံးရောလူသစ်အကိုတွေမတွေအားလုံးရောတူတယောက်မကျန်ခုနှစ်သားသမီးများအပေါင်းနော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချက်မှခြင်းနဲ့အားလုံးပဲပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလူဝဆန္ဒတွေအားလုံးပဲပြည့်ဝကြပါစေလို့ဥသောပထမကျွန်တော်ရဲ့ channel လေးကနေပြီးတော့ကိုတွေမတွေအားလုံးတို့ကိုစွန့်မော်ရေးတောင်းပေးလိုက်ပါတယ်ဒီလိုဖိုင်လေးရဆိုရင်ဒါကျွန်တော်ခုညနေ28ရက်တလ2026ဗုဒ္ဓဟူးနေ့ညနေ4နာရီခွဲတော့ကိုဘာထိုးရမှန်းမသိဘူးဆိုတော့ကိုတွေမားတယ်အားလုံးတက်ကိုလာရောက်ပြီးတော့မျှဝေပေးတာလာရောက်ပြီးတော့အကြံပြုပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်เนาะကျွန်တော်အများနဲ့ပြောနေလို့ပဲကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအခုမှမြင်လို့ဝင်ရောက်ပြီးတော့ကြည့်ရှုတာပဲဖြစ်ဖြစ်စိတ်ဝင်စားလို့ဝင်လာတာပဲဖြစ်ဖြစ်ကျွန်တော်အများနဲ့အားပေးလို့ဝင်လာတာပဲဘယ်လိုကြောင့်မျိုးနဲ့ပဲကြည့်ကြည့်ပါဗီဒီယိုဖိုင်လေးဒီဒါအချိန်လေး3မိနစ်လောက်ပဲကြာတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကိုတွေမားတွေအားလုံးကဘေးတရားငွေတရားကုန်ပေါင်းမနှမျောပဲနဲ့ဗီဒီယိုဖိုင်လေးကိုအစနဲ့အဆုံးလေးတခြားလေးကြည့်သွားပြီเนาะနောက်တစ်ခုအနေနဲ့ကကျွန်တော်ခုမျှဝေပေးမဲ့ခဏန်းတွေအားလုံးကိုယုံကြည်နဲ့လာပြီးတော့ဆော့ပါတကယ်ယုံကြည်မှုအပြည့်ရှိမှလာပြီးတော့ကစားပါလို့ကျွန်တော်ပြောချင်ပါတယ်เนาะကိုယ်ဒီမှာတွေအားလုံးအတွက်ကျွန်တော်ခုမျှဝေပေးတဲ့ခဏန်းတွေဒီတစ်စိတ်တစ်ပိုင်းเนาะအဆင်ပြေမယ်ဆိုရင်ယူပြီးတော့3အကြိုက်တူဝါသနာတူမယ်ဆိုရင်လာပြီးတော့ကစားလို့ရပါတယ်เนาะဆော့တာမဆော့တာကိုတို့မှတို့အတွက်ကိုတမိုင်းပါเนาะကျွန်တော်ရှာဖွေထားလို့ရထားမှကဏ္ဍကိုတော့လာပြီးမျှဝေပေးရမှာကျွန်တော်တောင်းဝင်ထိုးတာမထိုးတာဒါကိုတို့မှတို့တောင်းဝင်เนาะကျွန်တော်စကားရတော့ရှေ့ဝေးမပြောတော့ဘူးအားလုံးပဲ channel လေးကို subscribe လေးမနှိပ်ရသေးတဲ့အကိုတွေမတွေအားလုံးပဲ channel လေးကို subscribe လေးနှိပ်မယ် like လက်မလေးတွေထောင်းထားမယ်ဒီဗီဒီယိုဖိုင်လေးကိုကိုလိုပဲအများတွေ့နိုင်တဲ့နေရာလေးတွေမှာလလမ်းမိတော့ကလေးတွေမျှဝေပြီးတော့မှကြည့်မယ်ဖြန့်ဝေပြီးတော့မှကြည့်မယ်เนาะကိုလိုပဲမြင်ကိုလိုပဲတွေ့ကိုလိုပဲအဆင်ပြေပါဆိုတဲ့စိတ်ဆန္ဒရေးထားပြီးတော့တက်လာရောက်ကလေးတွေဖြန့်ဝေပေးပါကြအားလုံးပဲကဏ္ဍလေးတွေခေါ်ပေးမယ်အားလုံးပဲစဉ်းစားပြင်ထားပေးပါမမှတ်မိဆိုတော့ကိုတွေမတွေအားလုံးကဘေးနားမှာစာရွက်ကလေးနဲ့ဘောပင်လေးနဲ့ရှိမယ်ဆိုရင်စာရွက်ကလေးနဲ့ဘောပင်လေးတွေယူထားပေးပါမမိတဲ့ကိုတွေမတွေအားလုံးကလည်းတေချာလေးလက်ပြီးတော့မှတ်သွားပြီเนาะကျွန်တော်28ရက်တလ2026ခုဗုဒ္ဓဘူးနေ့ခုညနေ4နာရီခွဲအတွက်အကောင်းဆုံးအနေနဲ့မဖြစ်မနေထိနေရမယ်ကီးစီကျွန်တော်2လေးခွန်ဆိုတဲ့ကီးပဲဖြစ်ပါတယ်เนาะ2လေးခွန်ဆိုတဲ့ကီးပါကျွန်တော်ရဲ့အကိုတွေမတွေအားလုံးရှိမှာကျွန်တော်ဝိုင်းချင်းရှိမယ်ကီးရှိမယ်လုံးမိုင်ရှိမယ်เนาะတွဲပြီးတော့ထိုးပါတွဲပြီးတော့ကစားပါဘလို့ပတိမျိုးပဲထိုးဘလို့ကရမ်းမျိုးပဲလိုက်လိုက်เนาะကျွန်တော်2လက်ခွန်ပါတော့ခဏန်းစီဒီညနေမှာလုံးဝအားကောင်းဆုံးခဏန်းလုံးဝတစ်လုံးချင်းစီပေါင်းညှိပါလိမ့်မယ်ပတိအနေနဲ့ကျွန်တော်2ခွန်ပတိကိုပြန်ပြီးရွေးထုတ်ပေးထားပါတယ်เนาะ2ခွန်ပတိပါ2ကိုကြိုက်ရင်2ကိုပတ်လို့ရတယ်ကျွန်တော်ခွန်ကြိုက်ရင်ခွန်ပတ်လို့ရပါတယ်ပတိကိုနှလုံးလုံးပတ်ပါလို့ကျွန်တော်မပြောဘူးပြီးတော့မှအကြိုက်ဆုံးပတိလေးတစ်လုံးနဲ့တစ်ခွက်ကောင်းလေးပြန်ပြီးတော့ရွေးထုတ်ပေးမယ်ဟုတ်ပြီအဲ့တော့ပတိလိုင်းရောက်ပြီးပြီကျွန်တော်တို့ main quad ကလေးတွေကဘလို့ကဏ္ဍလေးတွေအဓိကထားပြီးထိုးရမှာလဲဆိုတော့ကျွန်တော်2နဲ့ပတ်သက်ရင်2 9ရယ်2 8ကဲ2ခွန်เนาะ2 9 2 8 2ခွန်ဒါ2နဲ့ပတ်သက်ရင်အဓိကထားပြီးထိုးရမယ်ခဏန်းလေး3ကွက်ကျွန်တော်ခွန်နဲ့ပတ်သက်ရင်ခွန်9ရယ်ခွန်8ကဲခွန်4ရယ်เนาะခွန်9ခွန်8ခွန်4ဆိုတဲ့ခဏန်းလေးအကုန်လုံးဆိုရင်ခဏန်း6ကွက်ရှိတယ်အဲခဏန်းလေး6ကွက်ကဒါပတိမပတ်နိုင်ဆိုတဲ့အကိုတွေမတွေအားလုံးဒီခဏန်းလေး6ကွက်ကိုအဓိကထားပြီးတော့ကစားပါပတိလုံးကိုကြားနိုင်ခြင်းအများဆုံးเนาะတေချာပေါက်ကြားမယ်လို့တော့အာမခံဘူးအကောင်းဆုံးကြိုးစားပေးထားတယ်ယုံကြည်မှုရှိရင်လာပြီးတော့ပတ်လို့ရတယ်ဒီရက်နေ့မှာကျွန်တော်ကြိုက်ဆုံးပတ်ပြီးခွန်မိုင်ဖြစ်ပါတယ်เนาะခွန်မိုင်ခွန်နဲ့ပတ်သက်ကျွန်တော်88ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းပါခွန်နဲ့ပတ်သက်ရင်ခွန်8ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းဒါပထမမိန်းပါနှစ်နဲ့ပတ်သက်ရင်ကျွန်တော်28ဆိုတဲ့ကဏ္ဍစီဒါဒုတိယမိန်းပါเนาะနှစ်နဲ့ပတ်သက်ရင်28ဆိုတဲ့ကဏ္ဍစီဒုတိယမိန်းပါကြအားလုံးပဲကျွန်တော်ခုမျှဝေပေးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးနဲ့ main ပတ်သီး main ကွက်အားလုံးပဲအဆင်ပြေပြီးတော့ဒီညနေမှာအားလုံးပဲငွေထုတ်နိုင်ကြပါစေကျွန်တော်ဒီဗီဒီယိုဖိုင်လေးရတော့ဒီလောက်ပါပဲကြအားလုံးမထက်တာပါ